Hello မင်္ဂလာပါကျွန်တော်ရဲ့YouTube channel လေးပြန်လည်ကြိုဆိုပါရစေဗျာကျွန်တော် YouTube channel လေးမှာဖြင့်ဒီနေ့မှာကျိုးညံမှုဟာမုန်းတီးခြင်းကိုအားပေးတယ်ဆိုတော့ဒါလေးကိုဖတ်ပြမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and subscribe လေးလုပ်ပြီးအောင်လို့တောင်းဆိုချင်ပါတယ်ဗျာကျိုးညံမှုဟာမုန်းတီးခြင်းကိုအားပေးတယ်ကျွန်တော်ကောလိပ်ကဘွဲရပြီးမကြခင်မှာတယ်လီဂရမ်မျိုးကအနည်းစိတ်စိတ်ကလေးဟာတွေထုတ်လုပ်တဲ့ကုမ္ပဏီတစ်ခုမှာအလုပ်ရပြီးကျွန်တော်လှတဲ့ကြအောင်လုပ်ခဲ့တယ်ကျွန်တော်မိဘတွေရဲ့လက်ထက်တာအနှစ်20ပြည့်နှစ်1938ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှာသူတို့အန်အော့သွားအောင်တခုခုလှုပ်ချင်စိတ်ပေါ်လာတယ်။ဒါကြောင့်ယထာလက်မှတ်ဝယ်ပြီးကျွန်တော်မွေးရမည်ဖြစ်တဲ့လိုင်စင်းမျိုးကို9နာရီကြာယထာစီးသွားတယ်။ယထာရဲ့ပြတင်းပေါက်ကနေဂျာမနီနိုင်ငံရဲ့ကွင်းပြင်တွေနဲ့တောအုပ်တွေကိုတွေ့နေရတယ်။အဲ့ဒါတွေမမြင်တွေ့ရတော့တော်ကြရ။ကောလိပ်တက်နေစဉ်ကျွန်တော်ဟာကျောင်းပရဟုတ်ရဲ့အနားကမိဘမဲ့ကလေးဆောင်မှာပဲနေရတယ်။သတင်းစာမဖက်အောင်ဗီဒီယိုနားမထောင်အောင်။ဒါကြောင့်ကျွန်တော်အလွန်ချစ်တဲ့ဂျာမနီနိုင်ငံထဲမှာဘာဖြစ်နေတယ်လဲနဲ့ဂျူးမုန်းတီးကွာတာဟာနိုင်ငံအနှံ့ပြန့်နှံ့နေတယ်ဆိုတာမသိရဘူးကျွန်တော်မိဘတွေရဲ့အိမ်ကိုညအချိန်မှာရောက်သွားတယ်အိမ်ထဲမှာမီးမထွန်းထားလို့မှောင်နေတယ်အိမ်ကိုတော့ခတ်ပြီးပိတ်ထားတယ်အိမ်ထဲမှာဘယ်သူမှမရှိဘူးကျွန်တော်မိသားစုကပျောက်ချင်းမလားပျောက်နေတယ်သူတို့တနေရာကိုသွားပြီးရှောင်ပုန်းနေကြတယ်ထင်တယ်သူတို့အလက်အနေနဲ့မရှိနိုင်ဘူးလို့တွေးမိပြီးခဏတော့စိတ်တည်းတရားရသွားတယ်တော်သေးတာပေါ့ကျွန်တော်မှတော့ဘူးတစ်ချောင်းရှိနေလို့မဟုတ်ရင်ကျွန်တော်အိမ်ရဲ့ဒီတစ်လျှောက်မှာညအိပ်ရလေတကားကိုတော့ခွင့်ပြီးအိမ်ထဲဝင်လိုက်တာနဲ့ကျွန်တော်ရဲ့ခွေးပူလေးလူလူတွေ့ရတယ်။သူဟာတွေ့ချင်းကျွန်တော်ပေါ်ခုန်တက်ဖို့ကြိုးစားတယ်။ကျွန်တော်ခြေထောက်တွေကိုတွိရှာနေရက်တယ်။သူဟာအလွန်ပျော်နေတယ်လို့ကျွန်တော်လည်းပျော်သွားတယ်။အိမ်ထဲကကိုရှင်ပေါ်မှာခဏထားထိုင်နေရင်မိသားစုအကြောင်းတွေ့ပြီးစိတ်ပူပန်လာတယ်။သူတို့ဘယ်သွားကြတာလဲ။ဘာကြောင့်အိမ်ကနေရုတ်တရက်ထွက်သွားကြတာလဲ။ကျွန်တော်လည်းပင်ပန်းလာကြ။9နှစ်ကြာမအိတ်ခဲ့ရတယ်ကျွန်တော်ရဲ့ကလေးဘဝဂရင်လေးပေါ်မှာတက်ပြီးလှည့်နေလိုက်တယ်။အရင်ကလေးဘဝကိုပြန်မရနိုင်တော့မှလည်းပြီးလိုက်တယ်။ဂရင်ပေါ်မှာလဲနေရင်အိမ်အပြင်ဘက်ကလမ်းပေါ်ကဆူညံတန်တွေကြားရတယ်။မြို့ထဲမှာဘာဖြစ်နေမှန်းကျွန်တော်မသိဘူး။ဂျူးဘုရားရှိခိုးကျောင်းတွေမီးလောင်နေတာနှမ်းမြင်ရတယ်။နောက်ဆုံးတော့ကျွန်တော်အိမ်မောကျသွားသည့်မနက်9နာရီလောက်မှာအိမ်ရှိတကားကိုခြေထောက်နဲ့တုံးကန်ကြောက်တန်တွေကြောင့်ကျွန်တော်လန့်နိုးလာတယ်။မကြခင်နာဇီပါတီဝင်10ဦးလောက်ဟာတကားကိုကန်ကြောက်ဖွင့်ပြီးအိမ်ထဲဝင်လာကြတယ်။ကျွန်တော်ကိုဂရင်ပေါ်ကဆွဲချတယ်။ကျမ်းမြေပေါ်ခွေလေးလဲကြနေပြီးကျွန်တော်ကိုရိုင်းနဲ့ကန်ကြောက်ကြတယ်။ကျွန်တော်တတိလိမတန်ဖြစ်သွားတယ်။ကျွန်တော်ရဲ့အဲ့ရဝင်ဝတ်ဆောင်ဟာတွေးတွေနဲ့ရွှဲလို့ပေါ့တယောက်ကသူ့ခါမှာချိတ်ထားတယ်ဘက်နဲ့လက်စွပ်ကိုဆွဲထုတ်ပြီးကျွန်တော်ရဲ့အင်ကြီးလက်မောင်းကိုဆွဲဖြဲတယ်ပြီးတော့ကျွန်တော်လက်မောင်းမှာနာစီပါတဲ့အမှတ်တရဖြစ်တဲ့စကြဝဠာမှာဓာတ်နဲ့ချစ်တယ်သူအဲ့လိုလုံနေတာကျွန်တော်ရဲ့ခွေလေလူလူဟာသူ့အပေါ်ခွန်အုပ်လိုက်တယ်အဲ့လိုမျိုးလုံနေမှာကျွန်တော်ရဲ့ခွေလေလူလူဟာသူ့အပေါ်ခွန်အုပ်လိုက်တယ်သူ့ကိုကိုက်မိသွားတယ်လားဒါမှမဟုတ်သူကြောက်သွားလားမသိဘူးသူကျွန်တော်လက်မောင်းကိုဆန်းကင်ဆုပ်ထားရတာလွတ်လိုက်တယ်လူလူကိုခုလိုပြောရင်ဘက်နဲ့ထိုးလိုက်တယ်အဲ့ယူဒိဗကဂျူးခွေးပဲHU တောင်ပဲဒိဗကဂျူးခွေးကျွန်တော်စိတ်ထဲမှာခုလိုတွေးမိတယ်ဒီနေ့ကငါရဲ့နောက်ဆုံးနေ့ဖြစ်တယ်ငါတရားတော့မယ်ဒါပေမဲ့ဒီလူတွေကကျွန်တော်ကိုမတက်ကြအောင်ရိုင်းနေပြီးအရှုပ်ခွဲဖို့ပဲဖုံးဝယ်ထားပုံရတယ်ကျွန်တော်ကိုအားရအောင်ရိုင်းနေပြီးအိမ်ထဲကနေလမ်းပေါ်ဆွဲထုတ်သွားကြတယ်ပြီးတော့ကျွန်တော်ကိုဝမ်းချုပ်ထားကြပြီးနှစ်ပေါင်း200ကျော်ဘိုးဘွားပြည်ပြင်အစစ်စစ်နေခဲ့ကြတယ်မိဘတွေရဲ့အေဂျီကိုသူတို့စိတ်ကြိုက်ဖြစ်စည်းကြတာဒီခိုင်းတယ်အဲ့ဒီချိန်တွေးတွေနဲ့ရွှဲနေပြီးစုပ်ပြက်နေတဲ့အဝတ်စားဝတ်သားတွေကျွန်တော်မှာလူခုံတိတ်ခါဆိုမရှိဘူးလွတ်လပ်မှုမရှိတော့ဘူးကျွန်တော်ရဲ့လူသားတွေအပေါ်မှာယုံကြည်မှုလည်းပျောက်ကွယ်သွားတယ်ကိုယ်ပိုင်ပိုင်ဆိုင်တဲ့အရာအလုံးဆုံးရှုံးသွားတယ်ကျွန်တော်ဟာလူတစ်ယောက်ကနေတန်ဖိုးမဲ့လူတစ်ယောက်ဖြစ်သွားတယ်အဲ့ဒီညတော့အဲ့ဒီညဟာအခုတော့ခရစ်စတာနာဆိုတဲ့နာမည်ကျော်နဲ့ကြော်ကြားခဲ့တယ်အဲ့ဒီနာမည်ရဲ့အဓိပ္ပာယ်က The Might of Biogen Glass မှန်ကွဲစာတွေနဲ့ညလို့အဓိပ္ပာယ်ရတယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီညမှာဂျာမနီနိုင်ငံတဝန်းကဂျူးလူမျိုးတွေပိုင်ဆိုင်တဲ့ကုန်စုံဆိုင်တွေဈေးဆိုင်တွေအိမ်တွေနဲ့ဂျူးဖျားရှိခိုးကျောင်းတွေနာဇီပါတီဝင်တွေနဲ့ဖြစ်စည်းမှုကြောင့်လမ်းတွေပေါ်မှာမှန်ကွဲစာတွေပြည့်နေကြတယ်အဲ့ဒီလိုမင်းမဲ့တိုင်းပြည်လိုဖြစ်ပြနေတာဟိုတယ်လာခေါင်းဆောင်တဲ့ဂျာမနီနိုင်ငံဆိုတော့ဝင်ရောက်သားစီးဟန်တာခြင်းလုံးဝမလုပ်ဘူးအဲ့ဒီညမှာကျန်းကျုံရစ်စရုံမှမှုတွေကိုယဉ်ကျေးပါတယ်ဆိုတဲ့ဂျာမန်လူမျိုးတွေကနိုင်ဆက်မြို့လာမှာကတနိုင်ငံလုံးမှာကျူးလွန်ခဲ့ကြတယ်နိုင်ဆက်မြို့ကဂျူးတွေရဲ့အိမ်တွေဆိုင်တွေအလုပ်ရုံတွေတခုမှကြံလက်တရားဖြစ်စီခြင်းကိုခံခဲ့ရတယ်ဒီလိုခံရတယ်ဒါမှမဟုတ်ဖြူဖြစ်ခံရတယ်ကျွန်တော်တို့ရဲ့ဂျူးဖျားရှိခိုးကြောင်းတွေနဲ့ဖြစ်စီခံကြရတယ်ဖြစ်စီကြသူတွေဟာနာဇီစစ်သားတွေနဲ့သူတို့လက်ပါစီလူမိုက်တွေကြီးပဲမဟုတ်ပါဘူးတာမန်ရသားတွေဖြစ်ကြတယ်ကျွန်တော်တို့ရဲ့မိတ်ဆွေတွေကျွန်တော်မွေးကြတဲ့အိမ်နာကြီးဖြစ်ခဲ့ဘူးသူတွေကျန်းဖက်လူရဲ့ဖြစ်စီရမှာပါဝင်ခဲ့ကြတယ်အကျန်းဖက်
လူအုပ်စုကြီးဟာကျွန်တော်တို့ရဲ့ပိုင်ဆိုင်တဲ့အစာအုပ်တွေကိုဖြစ်စီသွားပြီးတော့ကလေးငယ်များလူပေါင်းတဲ့ဂျူးတွေကိုနှုတ်ငယ်စဉ်ကအကြောင်းသွားရင်စက်ကေစီးသွားတဲ့ညီကြီးစီကိုခေါ်သွားပြီးမြစ်ထဲဆင်းခိုင်းကြတယ်အဲ့ဒီအချိန်မြစ်ထဲမှာရေခဲနေလို့ရေခဲပြင်ဟာမထူးပဲခပ်ပါးပါးပဲရှိနေတယ်ကျွန်တော်နဲ့အတူကြီးပင်းခဲ့ကြတယ်ဂျာမန်ယောက်ျားမိန်းမလေးဟာရေခဲပြင်ပေါက်မကြအောင်ကြိုးစားထိတ်လျှောက်နေကြတယ်ဂျူးလူမျိုးတွေကိုဆဲဆိုကြတယ်လောင်ပြောင်ကြတယ်ခဲလုံးတွေနဲ့လှမ်းပေါက်ကြတယ်တချို့ကတူးတို့ကိုတစ်နက်နဲ့ပြစ်တတ်တယ်ကျူးခွေးတွေကိုအရှင်မထားကြနဲ့လို့អော်ကြတယ်ကျွန်တော်ရဲ့ဂျာမန်မိတ်ဆွေတွေဟာဘာကြောင့်လူမိုက်တွေလူတက်ကောင်တွေဖြစ်သွားကြတာလဲမိတ်ဆွေကလည်းရန်သူဖြစ်အောင်ဘယ်ဟာတွေးထုတ်ပြလိုက်တာလဲသူတို့ဟာကျွန်တော်တို့ဂျူးတွေကိုဘာကြောင့်မုံကြီးမုံနေကြတာလဲကျွန်တော်အလွန်ဂုဏ်ယူခဲ့ရတယ်ကျွန်တော်မွေးဖွားခဲ့ရတယ်ကျွန်တော်ရဲ့ဘိုးဘင်းပြည်ရဲ့အစစ်စစ်မိတ်ဆွေတွေအိမ်နီးချင်းတွေလုတ်ပေါက်တဲ့ကိုင်ဘက်တွေဟာအခုကျွန်တော်တို့ကိုတူတို့ရဲ့အလွန်မုံတီးတဲ့ရန်သူတွေဖြစ်နေကြတယ်ကျွန်တော်တို့ရဲ့နာကျင်စွာခံစားရတဲ့ဒုက္ခရောက်နေကြတာကိုကြည့်ပြီးသဘောကျနေကြတယ်ဂျာမန်လူမျိုးတွေကိုကြည့်ပြီးကျွန်တော်စိတ်ထဲမှာအခုလိုမေးခွန်းမေးနေတယ်ခင်ဗျားတို့မှာလူစိတ်ရှိကြရဲ့လားကျင်လာတတ်ရဲ့လားနှုံတော်ရှိကြရဲ့လားသူတို့ကယူတွနေကြပြီထင်တယ်ရင်ကြီးရဲ့လူတွေရဲ့အမှန်နဲ့အမှားကိုသင်ချင်းခွဲခြားတတ်တဲ့အရေးချင်းမရှိကြတော့ဘူးထင်တယ်သူတို့ဟာကြောက်မက်ဖွယ်ရစ်စစ်ကြမ်းကြုတ်မှုကြီးတွေကိုကျူးလွန်ခဲ့ကြတယ်ကိုဆိုးတာကအဲ့ဒီလိုလုံးရတာဟာပျော်နေကြတယ်မှန်တာကိုလုပ်နေကြတယ်လို့ထင်နေကြတယ်ကျွန်တော်တို့ယူတွေကိုရန်သူလို့သဘောမထားကြတဲ့လူတွေလည်းစူပူရမ်းကားနေတဲ့လူအုပ်ကြီးကိုတားဆီးဖို့နားချဖို့တစုံတစ်ယောက်မလုပ်ကြဘူးတကယ်လို့လုံလောက်တဲ့လူတွေကဂျူးတွေဘက်ကရက်တီးပြီးတော်ကြပါတော့ခင်ဗျားတို့ဘာတွေလုပ်နေကြရလဲခင်ဗျားတို့လုပ်တာမှားနေပြီဆိုပြီးသူတို့ရဲ့လုပ်ရည်ကိုတားဆီးပေးခဲ့ကြမယ်ဆိုတော့ဂျာမနီနိုင်ငံရဲ့တမိုင်းဟာနောက်ပိုင်းမှာဖြစ်လာမယ့်အယုံစုအကြီးတန်းဖြစ်ရတွေဆန်းထားသွားမှာပါဒါပေမဲ့သူတို့ကရန်ကားသူတွေကိုမပြောခဲ့ကြဘူးမတားဆီးခဲ့ကြဘူးရန်ကားသူတွေကိုကြောက်နေခဲ့ကြတယ်ပြောညံသူတွေဖြစ်ခဲ့ကြတယ်သူတို့ရဲ့ပြောညံမှုဟာမုန်းတူးခြင်းကိုအားပေးတယ်လို့ဖြစ်သွားခဲ့တယ်နောက်ဆုံးတော့ရန်ကားသူတွေဟာကျွန်တော်တို့ကိုဆွဲကားတစ်စီးပေါ်တက်ခိုင်းပြီးအဝေးကိုထွက်သွားတယ်ကျွန်တော်ရဲ့မျက်လုံးတွေကနေတွေးနဲ့မျက်ရည်တွေရောပြီးစီးကြနေတယ်ကျွန်တော်စိတ်ထဲမှာဂျာမနီနိုင်ငံအတွက်ဂုဏ်ယူနေတာကိုမေ့ဖြောက်လိုက်ပါနောက်လဲဘယ်တော့မှဂုဏ်ယူနေမှာမဟုတ်တော့ပါဘူးကျွန်တော်ဖတ်ပြသွားတယ်ပြောညံမှုဟာမုန်းတီးမှုကိုအားပေးတယ်ဆိုတာကိုတွေ့မှရှင်ကျွန်တော်ဒါပေချင်းမြတ်နေတဲ့ဒီအားလည်းဒီကများစွာရရှိလိမ့်မယ်လို့ထင်ပါတယ်ဒါကြောင့်ကျွန်တော်နောက်ဆုံးအနေနဲ့ပြောချင်တဲ့စကားလေးကတော့ပြောညံကြီးဟာမုန်းတီးခြင်းကိုအားပေးတာဖြစ်တဲ့ဖြင့်လူငယ်တွေအားလုံးမပြောညံဘူးတိုက်တွန်းလို့ဆိုရင်ကျွန်တော်ဒီ channel လေးမှာအားလုံးလုပ်လို့ပါတယ်အားလုံးစိတ်နဲ့ကြားရှင်လန်းဆန္ဒကြပါ